အိမ်တွင်အကြမ်းဖက်ခံရပြီးဆက်လက်ပြကွက်နဲ့အပေါက်ခံရတယ်လို့ပြောလာတဲ့အပေါ်ဖြည့်ရှင်းလာတဲ့သပင်မူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်ကြီး VCTK ကဆုံးကဝီကားရီနဲ့နာမည်ကြီးတဲ့မင်းသမီးသပင်မူကတော့အခုဆိုရင်ဒါရိုက်တာကြီးတယောက်ရဲ့အမျိုးသမီးဖြစ်နေပါပြီနော်သူမဟာပထမဇနီးမဟုတ်ပေမဲ့လည်းဒါရိုက်တာအမိုးသူရဲ့အခြေခံရာဆုံးလေးဖြစ်နေပါတယ်။သူမရဲ့သတင်းတွေကိုလည်းမဟုတ်မှန်မှန်မီဒီယာတွေကယောက်ျားနဲ့အဆင်မပြေဘူး။ယောက်ျားရဲ့ရိုက်နှက်အနိုင်ကျင့်တာကိုခံနေရတယ်လို့ဆိုပါတယ်။စပိန်မိုးကတော့ဒါရိုက်တာမိုးသူကအနိုင်မကျင့်ပါဘူး။အိမ်တွင်အကြမ်းဖက်နေတာသူမပါလို့ပြောပြလာခဲ့ပါတယ်။မင်းသမီးစပယ်မိုးကအရင်ကအရှင်ကောင်းတွေမှာတယောက်ဆောင်ခဲ့ပြီးတော့အရှင်မင်းသမီးဖြစ်လာခဲ့ပါတယ်။တော်လိုင်းရေးဇာတ်ကားတွေနဲ့ဆုံးကဝေအောက်လန်းကားတွေမှာတယောက်ဆောင်ခဲ့ပြီးသူပရိသတ်နဲ့တူနာမည်ရနေတဲ့မင်းသမီးဖြစ်ပါတယ်။တရေကားတွေမှာအများဆုံးရိုက်ကူးခဲ့ရပြီးတော့ VCTK မှာနာမည်တစ်ခုနဲ့ရပ်တည်လာခဲ့သူဖြစ်ပါတယ်။ဒါရိုက်တာမိုးသူနဲ့အိမ်တောင်ကြပြီးတော့ဒါရိုက်တာကြီးရဲ့ရှူတင်မှာမင်းသမီးပြန်လုပ်နေရဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်တွေကလည်းသူမအမျိုးသားနဲ့အတူသူမစိတ်ကြိုက်ရှူတင်ချန်ကြီးကိုဆောက်လုပ်ခဲ့ပြီးတော့ဇာတ်ကားတွေအများကြီးကိုရိုက်ကူးပြီးတော့ငှားရမ်းမယ်လို့ပြောပြထားပါသေးတယ်။ယောက်ျားဖြစ်သူရဲ့ဆက်လက်ပြကွက်နဲ့အပေါက်ခံရတာဟာမဟုတ်မမှန်သတင်းဖြစ်ကြောင်းနဲ့သူမကပဲအနိုင်ကျင့်နေရလို့ပြောပြထားတာပါ။ဒါရိုက်တာကြီးဟာငငယ်ချောချောလေးကိုရထားတာကြောင့်အချစ်ပူပြီးတော့လက်သေးချေသေးကအဆောင်သူကိုယ်တိုင်ညှက်ပေးတာလို့ဆိုပါတယ်။ဇလန်တွဲ secret တွေမကြက်ရင်တော့ဆိုတဲ့အဲ့ဒီစာတွေအရာကြက်ရတာဖြစ်ပါတယ်။ဇလန်တွဲတွဲမှာ secret စာအုပ်အများကြီးဆိုတော့ကြက်ရမှတ်ရတာတွေအငယ်ကထက်ပိုများတယ်လို့ပြောပြထားပါတယ်။သူမဟာတဘာဝမင်းသမီးဖြစ်တာကြောင့် character ပေါ်မှာပဲအာရုံစိုက်ပါတယ်။တရောင်းစားဆိုရင်အဲ့ဒီ character တိုင်းပြည်ပြင်းအောင်လုပ်နိုင်ပြီးတော့ငစိမ့်နေဆိုရင်လည်းပြည်ပြင်းအောင်လုပ်ပါတယ်။ကြာရဇယုတ်ကိုမခုမကပ်ပဲလုပ်တဲ့တဘာဝမင်းသမီးဖြစ်လို့စကားပြောပွင့်လင်းတာဇယိုက်ဆန္ဒမဟုတ်ပါဘူးလို့ပြောပြပေးခဲ့ပါတယ်။သူမရဲ့အမျိုးသားကလည်းသူမအိယာနိုးရာနဲ့အိမ်အလုပ်တွေပါတခုမှလုပ်စရာမလိုပဲခေါင်းစားချေဆုံးကြော်လေးထားပေးရပါဒါပေမဲ့အနုပညာအလုံးနဲ့ပတ်သက်ရင်တော့စူရဲငေါက်တယ်အဲ့ဒါတော့ခိုးကက်လို့မရပါဘူးသူမကလည်းအနုပညာကိုယူသွတ်တဲ့သူဖြစ်လို့မလုံလဲရတာကိုအခုထိမစုံမနစ်စူးစမ်းနေတာဖြစ်ပါတယ်မီဒီယာအတန်းရှင်းကြောင့်သာပြန်ဖြေရှင်းနေရတဲ့အင်တာဗျူးတွေလက်ခံခဲ့ရပြီးတော့တချို့အရာတွေဆိုရင်ထင်ကြရထင်တော့လိုက်မမီတော့ဘူးဆိုပြီးတော့လွတ်ထားလိုက်တယ်လို့ဆိုပါတယ်သူမကိုစလိပ်ပြကွဲနေလည်းမပေါက်သလိုပန်းနေလည်းမပေါက်ပါဘူးစကားကြဲကြဲပြောတာဆိုလို့ရှူတင်ချိန်အိုက်တင်လုံးနေတဲ့ချိန်ပဲရှိတယ်ဒီလိုကယူဆိုင်ပြီးတော့ကျင်နာတတ်တဲ့ယောက်ျားကိုရထားတာကြောင့်မနာလို့ပြောကြတာပဲနေမှာပါလို့ပြောဆိုထားပါတယ်စပယ်မိုးဟာအင်တာဗျူးတွေမှာစကားပြောရင်လောတတ်တယ်သူတပားနားလေသွားတာလားနားမလဲဘူးလားမသိလိုက်ဖ ೇನೆအစအလဲဆုံးမှာအလဲကားဖြတ်ပြောတော့ကြည်ရသူတွေနားလည်မှုလဲသွားတာနေမှာပါတကယ်စလိပ်ပြကွက်နဲ့အပေါက်ခံရတယ်လို့ထင်ပြီးတော့တနာတဲ့သူတွေကလည်းရှိပါတယ်တကယ်မှအပေါက်မခံရတော့မဟုတ်ဘူးပဲပြောရတာပါလို့ပြောဆိုပါတယ်သူမရဲ့အိမ်တောင်ကြီးကသားတွေသမီးတွေနဲ့ပြောစရာကောင်းနေပြီးတော့အခြေအနေတစ်ခုရအောင်လဲကိုယ်တိုင်မိသားစုဘဝလေးကိုအတူတူစူးစမ်းနေရပါလို့သူမရဲ့အကြောင်းစုံကိုရှင်းပြပေးခဲ့ပါတယ်ဒီတော့ပရိသတ်ကြီးစပယ်မူလဲစလိပ်ပြကွက်နဲ့အပေါက်မခံရတယ်လို့ဆက်စွန်စိန်တို့အနေနဲ့လည်းဆက်ပြီးတော့အပြေထုတ်ပေးကြပါအောင်เนาะမှတ်ချက်လေးတွေကိုပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်